အဖိုးကြီးကအမိုက်ကောက်နေတဲ့အချိန်မှာဖြတ်သွားတဲ့မိမတယောက်ကသူ့ဘက်ကိုအမိုက်အိတ်တိတ်ပြေးပေးလိုက်ပါတယ်အဖိုးကြီးကတော့စိတ်မဆိုးပါဘူးဒီလိုကိစ္စတွေခဏခဏဖြစ်တတ်တာကြောင့်သူကနေသားကြနေပါပြီဆိုင်တဲ့ဆိုင်ကိုဖြတ်သွားတဲ့အခါမှာတော့ဟင်းချက်နေတဲ့ဆိုင်ရှင်ကဟင်းဘိုတွေကိုတုံ့ပြန်ပါတယ်အဖိုးကြီးတစ်ချက်ကြည့်လိုက်တာနဲ့မျက်စောင်းထိုးခံလိုက်ကြပြီးတော့သူ့ရဲ့အဖိုးကိုပေးတဲ့အစားသူကအဖိုးကိုပေးမဲ့အစားအကုန်လုံးကိုတုံ့ပြန်လိုက်တာပါအဖိုးကြီးကတရေတွေကိုမျိုးပြီးတော့ဆက်ပြီးတော့သွားနေပါတယ်ကားစင်းနေတဲ့လင်မယားနှစ်ယောက်ဖြတ်သွားတဲ့အချိန်မှာတော့အဲ့ဒီယောက်ျားကသူ့ရဲ့ရေပိုက်နဲ့အဖိုးကိုချိန်ပြီးတော့ရေဖြန်းလိုက်ပြန်ပါတယ်အဖိုးကဘာမှပြန်မပြောဘဲနဲ့ထွက်ခွာသွားပြန်ပါတယ်အခုချိန်မှာတော့သူဟာရေခဲမိုးဆိုင်တစ်ခုနားကိုရောက်လာခဲ့ပြီးတော့တခြားကလေးတွေရေခဲမိုးဝယ်ဖို့တန်းစီနေတာကိုတွေ့လိုက်ရပါတယ်ဒီကလေးမလေးတယောက်တည်းပတ်စံမရှိတာကြောင့်ငေးကြည့်နေတာဖြစ်ပြီးအဖိုးကသူ့ကိုတနာသွားခဲ့တာကြောင့်မုံဝယ်ဖို့အတွက်ပတ်စံပေးလိုက်ပါတယ်အဲ့နောက်မှာတော့သူ့ရဲ့တွန်းလေးလေးနဲ့ထွက်ခွာလို့သွားပါတယ်ကလေးမလေးကအဖိုးနဲ့မသိပါဘူးသူကအဖိုးပေးတဲ့ပတ်စံနဲ့ရေခဲမိုးတပွဲဝယ်လိုက်ပြီးတဲ့နောက်မှာတော့ဆိုင်ရှင်ကပတ်စံတစ်ပြားပြန်ပြီးတော့အမ်းလိုက်ပါတယ်ပုံမှန်အပြင်ဆိုလို့ရှင်တော့အဖိုးကလမ်းကြားကြီးရှောင်းမအမိုက်ကိုတွန်းလဲအပြည့်ရမှာပါဒါကြောင့်မလို့ပဲသူ့ရဲ့ညာဘက်ခြေထောက်ကအမြဲတမ်းနာနေတာဖြစ်ပြီးသူဟာဆေးတော့ပြီးတော့ထိန်းထားရပါတယ်အိမ်ပြန်ရောက်သွားတဲ့အခါမှာတော့သူ့ရဲ့ညာဘက်ခြေထောက်အတုကိုဖြုတ်လိုက်ပါတယ်အဖိုးကလူငယ်ပေါ်တုန်းကအက်ဆီဒန့်ဖြစ်ခဲ့တာကြောင့်ခြေထောက်ဖြတ်လိုက်ကြတာပါဒါကြောင့်မလို့ပဲသူဟာခြေထောက်အတုကိုတက်နေရတာဖြစ်ပြီးဒါပေမဲ့လည်းအဲ့ဒီခြေထောက်အတုကအရန်ကုန်မှပျက်စီးနေပါပြီတုံးရတာလည်းအဆင်မပြေသလိုအမြဲတမ်းလေးနာနေတတ်ပါသေးတယ်အဖိုးကအမိုက်ကောက်လို့ရတဲ့ပတ်စံတွေနဲ့ခြေထောက်အတုအတစ်တစ်ခုလဲဖို့ကြိုးစားနေတာပါဒါပေမဲ့လည်းသူ့ရဲ့တရက်တာဝင်ငွေကဘယ်နှပြားမှမရှိပါဘူးသူ့ရဲ့ဝင်ငွေနည်းပေမဲ့လည်းအလူခံလာတဲ့ဘုန်းကြီးတွေကိုတွေ့ရင်တော့အမြဲတမ်းလူပြစ်ပါသေးတယ်သူကိုယ်တိုင်ကအရန်ဒုက္ခရောက်နေပြီဆိုပေမဲ့လည်းသူများဒုက္ခရောက်တာကိုတော့မကြည့်ရတဲ့သူပါဒီနေ့မှာတော့အဖိုးဟာရက်ွက်ယုံနာသွားပြီးတော့ခြေထောက်အတုတစ်ခုအတွက်ရှောက်လာသွားပြီးတော့တင်ပါတယ်ဒါပေမဲ့လည်းဝင်နှင်းကတကူလုံးကညစ်ပတ်နေတဲ့အဖိုးကိုကြည့်ပြီးတော့သူ့ရဲ့ရှောက်လာကိုအမိုက်ပုံးလေးကိုလွှင့်ပြစ်ခဲ့ပါတယ်အဲနောက်မှာတော့အဖိုးကိုအကြိုက်ခဲပျောက်စေးတထုပ်ပေးပြီးတော့တီးခံနေဖို့အတွက်ပြောလိုက်တာပါအဖိုးကဆေးကိုယူပြီးတော့တိတ်ဆိတ်နေပါတယ်ဒီနေ့တော့အဖိုးကအမိုက်ကောက်ထွက်တဲ့အချိန်မှာတခြားယောက်ျားတစ်ယောက်ကသူ့ကိုတိုက်မိသွားခဲ့ပါတယ်သူ့ရဲ့ခြေထောက်အတုလည်းလွှင့်ထွက်သွားခဲ့ပါတယ်အဲဒီအချိန်မှာတော့ပတ်စံအိတ်တစ်ခုသူ့ရဲ့လက်ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်သူ့ကိုလာပြီးတော့တိုက်တဲ့လူကတကိုးဖြစ်နေတာကြောင့်ပဲသူကပတ်စံအိတ်ကိုယူပြီးတော့ဖတ်ထားလိုက်ပါတယ်တကိုးကလည်းပတ်စံအိတ်ကိုအတင်းလာပြီးတော့လူနေသလိုတကိုးကအဖိုးကိုမူးလဲသွားအောင်ကန်မြစ်လိုက်ပါတယ်အဲဒီအချိန်မှာတော့တကိုးရဲ့မိတ်ဆွေကဆိုင်ငယ်မောင်းလာပြီးတော့အဖိုးရဲ့ခြေထောက်အတုကိုပျက်စီးအောင်တန်တင်ပြလိုက်ပါတယ်ရဲတွေလာပြီးလို့ပြောပြီးတော့တကိုးကိုလာပြီးတော့ခေါ်ပါတယ်တကိုးလည်းမတက်နိုင်တဲ့အခါမှာတော့အရင်ဆုံးထွက်ပြေးသွားပါတယ်ကျမ်းမြေပေါ်မှာလဲနေတဲ့အဖိုးကမူးသွားခဲ့ပေမဲ့ပတ်စံအိတ်ကိုကောင်းကောင်းလေးဖတ်ထားတာဖြစ်ပြီးသူ့ရဲ့ခြေထောက်တုကလည်းတကိုးကြောင့်ပျက်စီးလို့သွားခဲ့ပါပြီအခုချိန်မှာတော့ပတ်စံအိတ်ပိုင်ရှင်ကရောက်လာခဲ့ပြီးတော့အဖိုးရဲ့လက်ထဲကပြန်ပြီးတော့ယူလိုက်ပါတယ်ပတ်စံအိတ်ပိုင်ရှင်ကအဖိုးကိုကျေးဇူးမတင်တဲ့အပြင်အဖိုးကိုလည်းတကိုးဆိုပြီးတော့ဆွဆွဲပြန်ပါတယ်အဖိုးလည်းအဖမ်းခံလိုက်ရပါတယ်သူနိုးလာတဲ့အခါမှာတော့ထောင်ထဲကိုရောက်နေတာဖြစ်ပြီးအခုချိန်မှာတော့သူဟာရဲတွေကိုတွားပြီးတော့ရှင်းမပြတော့ပါဘူးအထီးကျန်ဆောင်နေပဲကြောင်းမထိုင်နေတာဖြစ်ပြီးတော့ကံကောင်းတာကတော့အဖိုးဟာမုံမိုးပေးခဲ့တဲ့ကလေးမလေးက TV ကနေအဖိုးရဲ့သတင်းကိုတွေ့လိုက်ပါတယ်အဖိုးအတိုက်ခံရတဲ့နေ့မှာလည်းကောင်မလေးကဘေးမှာရှိနေတာဖြစ်ပြီးတော့ဒါကြောင့်မလို့ပဲသူဟာဆိုင်ရှင်သူ့ကိုပြန်အပ်တဲ့အကျွေးစီလေးနဲ့တယ်လီဖုန်းတဲကိုသွားပြီးတော့ဖုန်းဆက်လိုက်ပါတယ်တခိုးရီအဖိုးကိုတိုက်ခဲ့တဲ့အကြောင်းကိုလည်းတက်ဆိုင်ရာရုံးကိုတန်းလိုက်တာဖြစ်ပြီးရဲဘီကလည်းပြန်ဆောင်ဆိုင်ပြီးတော့အဖိုးကိုလွှတ်ပေးလိုက်ပါတယ်အဲနောက်မှာတော့ခြေထောက်အတုကိုလည်းလက်ဆောင်တစ်ခုပေးလိုက်တာဖြစ်ပြီးကောင်မလေးကထွက်လာတဲ့အဖိုးကိုကြည့်ပြီးတော့ပြုံးလို့နေပါတယ်အဖိုးကလည်းကောင်မလေးကိုကြည့်ပြီးတော့ပြန်ပြုံးပြနေပါတယ်အဖိုးကကောင်းမှုကိုလုပ်ခဲ့တာကြောင့်ပဲအစိုးရဘက်ကသူ့ကိုတွန်းလဲအတစ်တစ်ခုလက်ဆောင်ပေးခဲ့ပြန်ပါတယ်အဲနောက်မှာတော့အဖိုးနဲ့ကလေးမလေးဟာရင်းနှီးလို့သွားခဲ့ပြီးတော့စိတ်ထားကောင်းတဲ့အဖိုးကြီးကသူများကိုကူညီပြီးဘာကူမှပြန်ရဖို့အတွက်မမျှော်လင့်ခဲ့တာပါသူကိုယ်တိုင်ကအရန်ဒုက္ခရောက်နေပြီဆိုပေမဲ့သူများဒုက္ခရောက်နေတာကိုဒီတိုင်းမကြည့်ရခဲ့တာပဲဖြစ်ပါတယ်